ကဲကျွန်တော်တို့ CCS တယ်လီကွန်အဖွဲ့ရဲ့ BAT နော် BAT တယ်လီကွန်အဖွဲ့ရဲ့ဒါတကြံအကျိုးနဲ့ပေါ့နော်ဒီနေ့အကျိုးနော်ဟုတ်တယ်နော်တကြံအကျိုးနဲ့ကိုအေးချမ်းရှိတဲ့နေရာနားအေးပါအေးရှိတဲ့နေရာတွေတခုမှရောက်ရှိနေပါတယ်ခင်ဗျာတရားလေးနဲ့ချောင်းလေးနဲ့မုံလာလို့ရှိရင်ချောင်းထဲစင်းမုံလာလို့ရှိရင်ချောင်းထဲစင်းဒီမြောင်းထဲစင်းပြီးတော့ငါဖမ်းဟိုဘာမတင်နေအောင် မကင်လေးတွေနဲ့အကင်လေးတွေနဲ့အေးချမ်းတိတ်ဆိတ်တဲ့နေရာလေးမှာပေါ့အေးချမ်းလာစားတော့ပါတယ်ခင်ဗျာကဲဒါကတော့ကြိုးစိုးဟင်းတဲ့ဒါကတော့ဒီဆရာကြီးနာမည်ကတော့မင်းသူဒီကငုံနေတဲ့တယောက်ကတော့စဖိုမုံကြီးဟိုပါပေါ့တိုင်းပြရအောင်စဖိုမုံကြီးချန်ပီယံဂျပန်ထွက်ဂျပန်ကတုံးလို့မြင်ရပါတယ်ကောင်းတယ်ကွာအေးချမ်းတာလိုက်တာကြော်လို့ရတယ်ဒီပုံမှာထည့်ကြော်လို့ရတယ်ပြန်ရတော့စီကားပါစီလေးကြနေနေပါမီးဝက်စီကထည့်ရဘူး